ဝယ်လိုက်တာနဲ့အောက်မှာ WhatsApp password ဆိုတာ Tradobank နဲ့အတူတူပဲရှိမယ်ပြီးတော့အဲ့ဒါကpassword change လို့ရတယ်เนาะကိုကြိုက်တယ်လို့ change လို့ရတယ်ပြီးတော့ login ဝင်လိုက်ပြီဟုတ်ပြီ okay login ဝင်မယ်เนาะအဲ့ဒါအချိန်နည်းနည်းလိုတယ်ဆိုတော့ login ဝင်လိုက်တဲ့ချိန်မှာ okay အဲ့ဒီမှာ select account လုပ်မယ်เนาะ select account ကokay ဆိုတော့ကိုက60ကြိုက်တဲ့ဟာထည့်လို့ရတယ်เนาะအဲ့ဒီမှာအပေါ်ဆုံးဟာပဲထည့်ပြီးတော့ login လုပ်လိုက် hobby So we have to make sure that you select the Apex trading too. Yeah. login လုပ်လိုက်မယ်ပြီးတော့ okay close Yeah. okay ဆိုတော့အဲ့ဒီမှာကိုအဲ့ဒီအောက် mouse ညာဘက်မှာခဏလေးတစ်ချက်ရွှေ့ပြီးအောင်cross အဲ့ဒီမှာ cross တခုအဲ့ဒါပိတ်လိုက် bro ရှုပ်တယ် Okay ဟုတ်ပြီပြီးတော့အဲ့ဒါပြီးရင်အပေါ်နားလေးမှာokay ဒါကျွန်တော်နည်းနည်းဟိုစားစမ်းသက်ပြီးတော့လုပ်ကြည့်ထားတယ် Okay It doesn't look like yeah ဆိုတော့ဟုတ်ပြီဆိုတော့အဲ့ဒါဝင်တာနဲ့ထွက်တာနဲ့ရပြီเนาะဟုတ်တဲ့ချိန်မှာပေါ့နော် tick ဒေါ်လာနဲ့ tick ပြန်ကြောင်းလိုက်ပြီဆိုရင်ဒီမှာပေါ့နော်ရတော့မမေ့ပါနဲ့เนาะဒီမှာကျတော့1 tick ကိုဆိုရင်ဘယ်လောက်လဲ$10 1 tick ကိုဆိုရင်1 tick $10 ဘယ်လိုဆိုတော့ကျွန်တော်တို့ကဟိုမှာဒီမှာဆိုရင်20 ticks လို့ရှင်နေဆိုတော့200ပေါ့နော်take profit မှာ20 ticks လုံးမယ် stop loss မှာကျတော့30 ticks ဆိုတော့တကယ်လို့ကို trade လိုက်တဲ့ချိန်မှာဆိုရင်ဥပမာရှုံးလို့ဆိုရင်300ရှုံးမယ်ဒီမှာမြတ်တဲ့ဆိုရင်200မြတ်မယ်ပေါ့နော်အဲ့လိုဆိုတော့ဒီမှာ trailing stop မှာ5ကျတော့ကိုနေမောင်အဲ့ဒီအမှာ contract မှာလဲလို့ကြည့်တယ်နော်အဲ့ဒါဟုတ်တယ်အဲ့ဒီကိုယ့်ရဲ့ contract ကျွန်တော်ခုနတရားနဲ့ပြောတဲ့ဟာကျတော့ဒီမှာ10 contract သွားထားလိုက်ပြီဆိုရင်ကျတော့ဒီမှာ20 ticks ဆိုတော့2000ပြီးတော့မယ်20002000ဖြစ်မယ်နော်အဲ့ဒါမမေ့ကြနဲ့နော်ဒီလို EVA ခင်ဗျားတို့ EVA ဆော့ဖို့ဆိုတော့နော် EVA ဆော့မယ်10အမြောက်20အမြောက်10ဆိုတဲ့ပုံစံလားမဟုတ်ဘူးအတိကတော့အဲ့ဒီ tick ထက်လေအခုနကိုနေမောင်ပြတဲ့ဒေါ်လာနဲ့ဆိုရင်တော့ပိုပြီးတော့ကျွန်တော်တို့ကပိုရှင်းတယ်အဲ့တော့အခုနနေရာမှာဒေါ်လာပြန်ချိတ်ပေးလိုက်တာเนาะဒါ change မဲ့နေရာ tick လောက်ချင်တဲ့လို့ပေါ့เนาะဒါမဲ့ tick ကနည်းနည်းတွက်ရခက်တယ်ဆိုတော့ကိုနေမောင်ဒေါ်လာတစ်ချက်ပြန်ပေးပါပြန်ပြောင်းမဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ setting တော့မယ် trade setting တော့မယ်ဆိုအဲ့ဒီမှာ tick နေရာမှာဒေါ်လာကိုပြောင်းမယ်အဲ့ဆိုရင်တော့ခုနပထမဆုံးပြတဲ့ဒေါ်လာကိုဘယ်လောက်လိုချင်တယ်ပေါ့နော်ဥပမာ okay အဲ့မှာဒေါ်လာ200ဆိုရင်10ဆဆိုရင်2000เนาะအခုဟိုမှာ contract မှာ30ဆိုတော့10ဆ10နဲ့မြောက်လိုက်ရုံပဲเนาะဟုတ်တယ်အဲ့ဒါအဲ့ဒါဆိုတော့ပူလွယ်တယ် tick ကြတော့ကိုက double တွက်နေရတာလေเนาะဟုတ်တယ်okay အဲ့လိုဆိုတော့ကျွန်တော်ထားပြီးပြီဆိုရင်မမေ့ကြပါဘူး if layout လေးပေါ့နော်ခင်ဗျားတို့ setting ကြောင်းလိုက်ဒီ if layout ကိုခင်ဗျားတို့အတာမကြားရတော့ဘူးကိုမကြားရဘူးကိုင်းစလို့hello ကြားရလားကြားပြီကိုတော့ကြားပြီမိုင်းနဲ့ဖုန်းနဲ့နည်းနည်းကပ်ပြီးပါ okay ကျွန်တော်ဥစားဟိုတခုပြန်မလားဥစားဟိုမေးချင်လို့အဲ့ဒီဥစား eval ကိုဘယ်လိုဖတ်ရမလဲPA ကိုဥစားဟိုဘယ်လိုမျိုးဥစားဟို buffer တင်ရမလဲအဲ့နှစ်ခုကိုဥစားဟိုကျေးဇူးပြုဆရာရဲ့ဥစားဟိုအကောင်းဆုံးနီးလန်းပြန်ပြပါဥစားဟိုကျွန်တော်အဲ့ဒီ setting ကိုတေချာမှတ်ထားမလို့ okay ပထမဆုံးအနေနဲ့eval ကိုသွားမယ်နော်ဟုတ်ကဲ့ eval ကိုအောင်ချင်ကြလို့ဆိုရင်ခင်ဗျားတို့ကျွန်တော်ရဲ့recommendation ကြတော့ဒီမှာ contract ကိုဆို10 contract ထားဟုတ်ပြီ10 okay 10 contract ထားမယ်
ဒါပြီးရင်ဒီဆရာဝန်နှစ်ချက်လေးကိုခင်ဗျားတို့နှိပ်ကြပါ ဟုတ်ပြီ ပြီးတော့မှဒီ stop loss ကိုလုံးဝမထားနဲ့เนาะ okay stop loss ကိုဖြုတ်ပါဒါပြီးရင်ဒီမှာ take profit ကိုဆိုရင်3000နဲ့မှ50လောက်ခင်ဗျားတို့ထားပါ okay ဟုတ်ပြီ 3050ထားရမလား300လောက်ပဲထားရမှာမလားဆရာဘာကြောင့်လို့ဆရာဆရာဆို3000 ဟုတ်စေစားဟုတ်တယ် 3000မှသွားမှာနော်3000မှပြတ်သွားမယ်$305ဒေါ်လာ$305အဲ့လိုဆိုတော့ခဏလေးဟို305လောက်ထားလိုက်ဟုတ်တယ်$305ဟုတ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီမှာ300ထည့်ထားလိုက်တဲ့ဆိုရင်တော့ကျွန်တော်တို့ trading လုပ်လိုက်ပြီဆိုရင်အဲ့ဒီ trading အဲ့ဒီ well check ကနေလည်းသူတို့ပိုက်ဆံနည်းနည်းစားသေးတယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်နည်းနည်းပူလေးရအောင်လုပ်ရတယ်တကယ်လို့ခင်ဗျားတို့300ထည့်နေပဲဒီမှာလုံးလိုက်မယ်ဆိုရင်ကြတော့ဟိုမှာဆိုရင်2980အဲ့လောက်ပဲဖြစ်လိမ့်မယ်အဲ့လိုဆိုတော့ take profit နေရာမှာဆိုရင်ဟို300နော်ဟို305ထားပြီးတော့မှအဲ့ဒါကို close လုပ်မယ်အဲ့ဒါ eval အတွက်ကျတော့10 contract နဲ့ကျွန်တော်လုပ်တယ်ဒါပြင် take profit အတွက်ကျတော့ဥပမာခင်ဗျားတို့ save ဖြစ်ချင်တယ်ဆိုရင်ကြတော့ပေါ့နော် EA 200လောက်ပဲထားလိုက်200လောက်ပဲထားလိုက်နော်contract ပဲ contract ဆရာ10 mini ပဲလား10 contract ပဲလားဟုတ်တယ်10 contract အဲ့ဒီ contract ကိုကြတော့10ထားမယ်ဒါပြင် take profit ကိုကြတော့200ထားလိုက် okay ပြီးတော့1 minute နဲ့ပဲပေါ့1 minute နဲ့ပဲကစားမှာပေါ့နော်ဟုတ်တယ်1 minute ပဲကျွန်တော်ဆော့တာဆို1 minute ပဲအဲ့ဒီ5 minute နဲ့ဆိုရင်ဟိုနှီးတယ်ဒါပြင်သူကြတော့ဟို volatile လည်းပိုသူကဒါနဲ့ volatile လည်းပိုဖြစ်တယ်အဲ့ဒီ5 minute ကြတော့တစ်ခါတလေဒါနဲ့နှီးတယ်ချင်းဒါနဲ့နှီးတယ်အဲ့ဒီ1 minute နဲ့ပဲကျွန်တော်ဆော့တယ် okay အဲ့လိုဆိုတော့ဒီမှာ take profit ကို200ထားပြီးတော့မှ stop loss ကိုကြတော့သွားမချီနဲ့เนาะ stop loss ကိုသွားမချီပဲနဲ့အဲ့ဒါလုံးမယ်အဲ့ဒီ PA account မှာကျတော့ကျွန်တော်တို့ဟိုအဲ့ဒီ 30% ဒီ rule နဲ့လည်းမထိအောင်ပေါ့နော်ကျွန်တော်တို့အများဆုံးအမြတ်ဘယ်လောက်ယူဖို့ကောင်းတယ်လဲ PA account မှာအေး PA account ကြတော့ခင်ဗျားတို့ account အဲ့ဒီအမြတ်ပေါ့နော်ဟို14နိုင်ရတော့အတွက်အမြတ်ရဖို့ဆိုရင်အများဆုံးအနေနဲ့ခင်ဗျားတို့1300လောက်ပဲခင်ဗျားတို့ခန့်မှန်းပါအများဆုံးလုံးဝအဲ့ဒီ 30% rule မထိအောင်ဒါပေမဲ့အဲ့ဒါပြောရင်းနေပေါ့နော်အဲ့ဒီ 30% rule ဆိုတဲ့ဟာကြတော့ခင်ဗျားတို့ trading လုပ်တဲ့နေ့မှာပေါ့နော်ကိုယ့်ရဲ့ account ထဲမှာအဲ့ဒီ trading drawdown ထဲမှာပေါ့နော်ပိုက်ဆံဘယ်လောက်ရှိသေးတယ်အပေါ်မှာမူတည်တယ်တကယ်လို့ကိုယ့်ရဲ့အဲ့ဒီ drawdown ထဲမှာတကယ်လို့1000ပဲရှိတယ်ဆိုရင်အဲ့ဒီတရက်အတော်အတွင်းမှာခင်ဗျားတို့300ကျော်မြတ်လို့မရဘူး1000ပဲရှိလို့ရှိရင်ပါလဲဟိုdaily drawdown ထဲမှာ1000ပဲရှိလို့ရှိရင်အမြက်က300လောက်ပဲလုပ်လို့ရမယ်အဲ့လိုလားအများဆုံး30ရာခိုင်နှုန်းနဲ့ကျွန်တော်တို့သွားတာလေဟုတ်ကဲ့အဲ့ဒီကျွန်တော်1300 1400လို့ပြောတဲ့ဟာကြတော့ဗောနော်အဲ့ဒီ daily drawdown မှာ2500 2600လောက်ရှိရမယ်ဟုတ်ကဲ့ဟုတ်ဟော1000ရောက်သွားပြီဆိုလို့ရှိရင်တော့တော်တတိထားရတော့မှာဗောနော်အေး1000ရောက်သွားပြီဆိုရင်ကြတော့တကယ်လို့1000နဲ့ပဲကျွန်တော်ဆော့အဲ့ဒီ daily drawdown မှာကြတော့1000ပဲကျန်တော့တယ်ဆိုရင်ကျွန်တော်ကြတော့ဒီ stop loss ကိုပေါ့နော်ဒီ stop loss ကိုကြတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်အများဆုံး300ပဲရှုံးလို့ရတော့တယ်ဆိုတော့ကျွန်တော်က safe ဖြစ်အောင်ကျွန်တော်200လောက်ပဲရှုံးခံမယ်stop loss မှာနော်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုရင်ခင်ဗျားတို့ stop loss မှာကျတော့300သွားထားလိုက်လို့ပေါ့နော်300သွားထိတာနဲ့ stop loss ကိုကွက်တိပိတ်ပေးတာမဟုတ်ဘူး
အဲ့ဒီ market ကြတော့ဒါနဲ့သူက volatile အလှုပ်တန်းနဲ့များနေတဲ့အချိန်မှာဆိုရင်သူကတခါတည်းပေါ့နော်ကိုကနဲ့3 point အထိလည်းရှုံးခံချင်တယ်ဒါပေမဲ့သူကဘုံခနဲ့ကြီးသူကြတော့6.9 point ထိဆင်းသွားတယ်ဆိုရင်စက်ကနဲ့သူတို့ပိတ်ပေးလာကြတော့နည်းနည်းလေးနောက်ကျတယ်အဲ့လိုဆိုတော့ဘာဖြစ်ဖြစ်4.5 point ကနေပဲစက်ကပိတ်ဖြစ်နေအဲ့လိုဆိုကြတော့ကိုယ့်ဖက်ကနေ save ဖြစ်အောင်ပေါ့နော်maximum တကယ်လို့ maximum ကျွန်တော်တို့ကြတော့ PE အတိတ်ရတဲ့လူတွေကြတော့ maximum 1 trade ကိုဆိုရင်950 stop loss ပေါ့နော်အဲ့ဒီ stop အဲ့ဒီရှုံးလို့ရတယ်ပေါ့နော်1 trade မှာနော်1 trade ကို950ရှုံးလို့ရတယ်အဲ့ဒါကြတော့ PE အကောင့်ကင်တဲ့လူတွေ PE အကောင့်ကင်ပြီးတော့မှ service trading လုပ်တဲ့လူတွေအတွက်တကယ်လို့ကိုယ့်ရဲ့အကောင့်မှာကြတော့2000ပဲရှိတော့တယ်ဆိုရင်အဲ့ဒီ daily drawdown မှာ2000ပဲဆိုရင်အဲ့ဒီ2000ကနေခင်ဗျားတို့ 30% ကိုရှာပြီးတော့မှ stop loss ကိုခင်ဗျားတို့ပြန်ပြောင်းရမယ်အဲ့လိုဆိုတော့ဒီကျွန်တော်ပြောတဲ့ stop loss 300ကျတော့ gain တွေကြီးမှာမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီ thank you ဆရာ